ကျွန်တော်နာမည်ကတော့ Timon ပဲဖြစ်ပါတယ်ဒီနေ့ပြီးတော့မှာတော့ကျွန်တော်3နှစ်ကြာ app လေးဖြစ်တဲ့ Game Killer ဆိုတဲ့ app လေးကိုညဝေးမှာဖြစ်ပါတယ်ဒီ app လေးကဘယ်လိုလဲဆိုရင်တော့ဖြင့်ကျွန်တော်တို့ပေါ့နော်ဒီကမ္ဘာတစ်ဝန်း game တွေကိုတနေရာထဲမှာ hack mode နဲ့ဆော်နိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ share ခဲ့တဲ့ diamond တွေ RC ဘယ် point တွေကိုလကားရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော် popular ဖြစ်နေတဲ့အခုတလော popular ဖြစ်နေတဲ့ GTA SA ပေါ့နော်ကာဘာဂိမ်းမာဒီပလေယာကား Street ကား Drift အဲ့ဂိမ်းတွေကိုကျွန်တော်ရှာပြပေးတာပါဒီဂိမ်းတွေအားလုံးကလည်းဆော့ရတာရန်အဆင်ပြေပေါ့နော်ကျွန်တော်ဒီမှာကာဘာဂိမ်းမာဒီပလေယာ2 Pro တော့မှကျွန်တော်တောင်းဆိုလာလိုက်ပါသေးတယ်ခဏလေးကြာလို့ရှိရင်ကျွန်တော်ဒီဂိမ်းတွေဆော့ရတာအဆင်ပြေလားမစီလားဆိုတာကျွန်တော်ပြပေးပါမယ်ပြီးတော့ဒီဂိမ်းကအရန်မိုက်တယ်ပေါ့နော်ဒီ app လေးကဂိမ်းနဲ့မိုက်တော့ app လေးမိုက်တယ်ပေါ့နော်မဆိုလို့ရှိရင်ကျွန်တော်တို့မျိုးသားမတူတဲ့ action game တွေ multiplayer game တွေ semi rider game တွေအကုန်လုံးတနေ့တိုင်းမှာရရှိနိုင်ပြီးတော့ဆော့နိုင်မှာဖြစ်ပါတယ်ပဒေပေါ့ဒီမှာဆိုတော့ game တွေလည်းရှိအောင်နော်ပဒေပွဲတွေကိုလည်းကရှားကြည့်တဲ့လူတွေပြီးတော့ရှားမှာပြင်းတဲ့လူတွေ resource တွေစုရမှာပြင်းတဲ့လူတွေတော့ဒီ app လေးနဲ့ဆိုအဆင်ပြေပါတယ်ဒီ app လေးက Chrome မှာလည်းရှာလို့ရပါတယ် Chrome မှာရှာမယ်ဆိုလို့ရှိရင် Game Killer ဆိုရိုက်ရှာနိုင်သူရဲ့ official website တွေကိုဝင်သွားလာပါလိမ့်မယ် Play Store မှာလည်းရှာလို့ရပါတယ် Game Killer ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒီမှာဆိုကျွန်တော်ကား H3 ကိုရှာပြထားတယ်ပေါ့ကား H3 ကထထကြရတယ်ဆိုပေမဲ့ကျွန်တော်တို့စီမှာစောလို့မရဖြစ်နေပေါ့နော်ဒါပေမဲ့အခုဆိုတော့အဆင်ပြေသွားပါပြီသူတို့ down မယ်လို့ဆိုGig ကတော့ file size ကတော့နည်းနည်းများတယ်ပေါ့နော်ဒါပေမဲ့ run 8 run 6 run 12တွေတော့ကတော့အဆင်ပြေမှထင်ပါတယ်အားလုံးပဲကြည့်ရှုပြီးရတဲ့ကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်လာခဲ့ပါမယ်လို့ကြေးပေးပါတယ်ကျေးဇူး